တန်လောက်ပဲရသူကအကုန်ရသူကအကုန်ရသူကသူအကြောင်းလည်းသိမှာပါသူတင်တာသူ page မှာတင်ထားတယ်ဆိုအများကြီးပဲ trend အောင်ရိုက်တတ်တယ်ဆိုရင်စဉ်းစားကြည့်လိုက်မေလာတော်တော်တဲ့ထဲမှာပါတယ်ဗျာမင်းကလေးတယောက်အနေနဲ့ဒါတော်တော်ကျွန်တော်ချီးကျူးမင်းကလေးလည်းဖြစ်တယ်ပြီးတော့အကုန်လုံးကိုဘတ်စုံကိုသူကထူးကြုံဟုတ်တယ်သူတွေကအရင်တော့အဲ့လိုစုံရင်တိတ်ပြီးတော့ဒီလိုမျိုးမခွေဘူးအခုနောက်ပိုင်းမှာသူကလည်းအဲ့လိုပဲပေါ့ပါနေတတ်တဲ့လူတွေဆိုတော့ကျွန်တော်တို့ကအလုံးနေနေဒီလိုမျိုးလေးကြုံလာတဲ့အခါမျိုးတွေမှာပြောရွှင်မောင်နှမတွေဖန်တီးလိုက်ပြစ်လိုက်တာပါအဲ့ဒါပါဂီတာလေးပဲတစ်ချင်းဆိုတော့ဟုတ်တယ်သူစီကပြန်တင်နေရသူကဆရာကြီးတော့ဂီတာလေးရပါဒီထဲမှာကျွန်တော်တီးနေအပြင်မှာသူကကျွန်တော်ကော့တွေပါတယ်သူပြပေးတယ်သူစီကတင်ရတာပေါ့အတန်လောက်ပဲရသူကအကုန်ရသူကအကုန်ရသူသူအကြောင်းလည်းသိမှာပါသူတင်တာသူ page မှာတင်ထားတယ်ဆိုအများကြီးပဲ trend အောင်ရိုက်တတ်တယ်ဆိုရင်စဉ်းစားကြည့်လိုက်ဟုတ်တယ်ကိုကဒါရုပ်ရှင်ငါတယောက်အနေနဲ့ကျွန်တော်ဆောင်ပြီးမှာထားနေတယ်ဒီချင်းဆိုတော့ဝါသနာပါတယ်ဒီချင်းဆိုတော့ကြိုက်လဲကြိုက်တယ်ဝါသနာလည်းပါတယ်ဂီတာဒီကလည်းကြိုက်တယ်ပေါ့နော်အဲ့လိုတခါလေအားရင်အားလို့ကိုအိမ်မှာကိုတီးရမျိုးရရှိတယ်ဒါပေမဲ့အဲ့လေရန်ကြီးခုနပြောလို့ ranger တော့မဟုတ်ဘူးရန်ကြီးမတီးတတ်ဘူးပေါ့ဟုတ်ပါဘူးပြီးတော့ပါဘူးညခဏနဲ့ဒါလည်းနေရဟုတ်တယ်ကိုတရားမြင်တယ်တိတ်ပါလို့အဲ့လိုအဲ့ဒီတော့ဒီအချိန်မျိုးကအားမိတယ်ဘယ်လိုမှမကန်စားမိပါဘူးဟိုရိုက်တယ်ဆိုတာကျွန်တော်အဲ့စင်းပေါ်မှာကျွန်တော် character အရကျွန်တော်ဒီလိုမျိုးပြင်ဆင်ထားတဲ့ဟာပေါ့နော်ဖနက်ကလည်းအဲ့လိုပုံစံမျိုးပဲဝတ်တာဆိုတော့အဲ့ရိုက်နေနေပဲအဲ့လိုရိုက်လိုက်တာဆိုတော့အဲ့ဖက်နဲ့လေးကပါသွားဒါပေမဲ့အဲ့လိုခုနပြောသလိုမျိုးဘာမှခံစားရတယ်မရှိပါဘူးသူကခုနပြောသလိုသူကပေါ့ပါပဲအေးစေးပဲသူကပြောင်းချော့ပဲကိုလည်းပြောင်းချော့ပဲဆိုတာနှစ်ယောက်ကမောင်နှမနှစ်ယောက်ကတော့တက်တဲ့ပြီးတော့အဲ့လိုလေးအဆင်ပြေပါတယ်သူနဲ့ရိုက်ရတာအရင်မိုက်သူကတေးဥဆောင်လည်းအရင်တော်မေလာတော်တဲ့ထဲမှာပါတယ်ဗျာမင်းကလေးတယောက်အနေနဲ့ဒါတော်တော်ကျွန်တော်ချီးကျူးမင်းကလေးလည်းဖြစ်တယ်ပြီးတော့အကုန်လုံးကိုဘတ်စုံကိုသူကထူးကြုံအကုန်လုံးရသူမရတော့ညံလဲကောင်း dialogue တွေပါတယ်ဆိုတော့တောင်းပြောင်းပြောင်းအောင်ပဲသူအရင်တော်ညီမလေးရဟုတ်သူနဲ့ရိုက်တာသူနဲ့ရိုက်တယ်နှစ်ကားသုံးကားလောက်ရှိတယ်ဒီထဲမှာအခုနောက်ဆုံးရိုက်တဲ့ဟာကကားနာမည်အောင်မေ့သွားပြီဟာလားမသိဂီတာဒီနေတဲ့ဟာအဲ့ဒါနောက်ဆုံးရိုက်တဲ့ဟာဟုတ်အရှိမဟာတာလို့ drama လို့တကားပါ